ယူတွေဖြစ်ပါတယ်ယူမနက်က social media သုံးရင်းနေပေါ့နော်စာကြောင်းလေးတစ်ချောင်းတွေ့လို့ပြန်လေးမျှဝေပေးချင်ပါတယ်ဒါကတော့ပုံမှန်ကြားနေကြစကားစာချောင်းလေးလည်းဖြစ်မှာပေါ့နော်ဒါပေမဲ့ယူရီတော့ကကြတော့စိတ်တွေရှုပ်ထွေးနေတဲ့အချိန်ပဲဖြစ်ဖြစ်ကိုပြောင်းဆုံးနေတဲ့အချိန်ပဲဖြစ်ဖြစ်စိတ်ညစ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဘာမှမဟုတ်ခဲ့ရင်တော့မှယူတော့ကကြတော့စာကြောင်းလေးတစ်ချောင်းကလည်းမိုတီရစေတယ်ကိုပြန်ပြီးတော့ပြန်ထလာနိုင်စေတယ်ပေါ့နော်ယူတော့ကတော့အဲ့ဒီအရာလေးတွေကမိုတီပဲပေါ့နော်အဲ့တော့မနက်ကယူတွေ့ခဲ့တဲ့စာကြောင်းလေးကကိုပိုင်ဆိုင်ထားတဲ့အရာအားလုံးက temporary ပြီး expiry ရှိတယ်ပေါ့နော်ဆိုတဲ့ခါကျတော့မြဲတမ်းမြင်တွေ့ဘူးကြဆိုပေမဲ့လို့ဆက်ဆက်ပြီးစဉ်းစားလိုက်တာလူတွေမှာပျော်ရွှင်မှုတွေမှာလည်း expiry ရှိတယ်ဝမ်းနည်းမှုတွေမှာလည်း expiry ရှိတယ်ပြည့်စုံခြင်းတွေမှာလည်း expiry ရှိတယ်ပေါ့နော်မပြည့်စုံခြင်းတွေမှာလည်း expiry ရှိတယ်အစင်မပြေမှုတွေမှာလည်း expiry ရှိတယ်လို့အစင်ပြေခြင်းတွေမှာလည်း expiry ရှိတယ်ပေါ့နော်ဒီနေ့နဲ့မနှက်ဖြန်တော့မတူညီနေတဲ့အခြေအနေတွေကြားမှာပေါ့နော်အဲ့တော့အဲ့ဒီလိုအခြေအနေတွေဖြစ်နေတဲ့ဂျာကာလာတခုမှာအဲ့ဒီစာကြောင်းလေးကကိုယ့်အတွက်ကတော့တကယ်ကိုလုံးဝမိုတီတခုအနေနဲ့ပြောလို့ရတယ်လို့ကိုမရက်တန့်စေပဲနဲ့ရှေ့ဆက်သွားရမယ်ဆိုတဲ့ခွန်အားလေးတခုပေါ့နော်ရတဲ့အတွက်ကြောင့်မို့လို့ပြန်ပြီးတော့ share လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့အခုချိန်မှာကိုကအဆင်မပြေနေဘူးဆိုရင်သိကြရဲဒါတွေအကုန်လုံးက temporary ပြန်အဆင်ပြေသွားတော့ပြန်အဆင်ပြေသွားတော့မှာပေါ့နော်အဲ့တော့ကိုကအခုချိန်မှာအဆင်ပြေနေတယ်ဆိုရင် positive ဘက်ကိုတွေးပြီးတော့ဒီထက်ပိုကောင်းမဲ့နီလန်းတော့ကိုကပို့ပြီးတော့ပြင်ဆင်နေတာမျိုးပို့ပြီးစူးစမ်းအားထုတ်နေတာမျိုးဆိုလို့ရှိရင်လည်းပို့ပြီးတော့ကိုယ့်အတွက်အဆင်ပြေရပါတော့နော်အဲ့တော့အများအားလုံးအောင်မြင်မှုတွေမအောင်မြင်မှုတွေကတမတ်တဲ့တစ်ချိန်နဲ့တနေရာထဲမှာအတီးတခြားရှိသွားမယ်လို့ပဲအမကအမခံချက်မပေးနိုင်ဘူးလေနော်အဲ့တော့ဝမ်းနည်းမှုတွေမှာလည်းအမခံချက်မပေးနိုင်ဘူးပျော်ရွှင်မှုတွေမှာလည်းအမခံချက်မပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုပေးနိုင်တဲ့အမခံချက်မှုမျိုးဒါမှမဟုတ်ရင်ကိုပေးနိုင်တဲ့စိတ်ကိုအဆင်ပြေစေနိုင်မဲ့အရာလေးတွေကိုကိုယ်တိုင်အသိဆုံးဖြစ်တာအကောင်းဆုံးပဲပေါ့နော်ဆိုတော့အဲ့အရာလေးတွေကိုကြည့်ပြီးတော့ဟုတ်တာပဲငါခုစင်မပြေနေဘူးဒါပေမဲ့ဒါစစ်တမိုရာဒီခဏနေပြီးတော့မှဒီ expiry date တွေဒီ date တွေကမကြိုက်ခင်ကုန်လုံးတော့မှပြီးရင်ကအသက်တစ်ပံပြန်ပြီးတော့အဆင်ပြေလာတော့မှဆိုတော့ကိုအပေးတဲ့စိတ်မျိုးပေါ့နော်တွေးမိရဲ့အတွက်ကြောင့်မို့လို့ဒီအရာလေးကိုပဲယူလိုမျိုးပဲအဆင်မပြေမှုတွေပဲဖြစ်ဖြစ်အဆင်ပြေမှုတွေပဲဖြစ်ဖြစ်ပေါ့နော်တယောက်တည်းဖြစ်နေရတဲ့အချိန်မှာတခုလိုအပ်တယ်လို့ခံစားမိရင်ဒီစကားလေးကြားပြီးတော့ပေါ့နော်မူတီယူဖြစ်ခဲ့တယ်ဆိုရင်ပဲဒီယူတော့ကတော့စာကြောင်းလေးတစ်ချောင်းကိုစင်မပြေနေတဲ့အချိန်မှာပေါ့နော်စာကြောင်းလေးတစ်ချောင်းစကားလုံးလေးတစ်လုံးပဲဖြစ်ဖြစ်အကြောင်းအရာလေးတစ်ခုပဲဖြစ်ဖြစ်ຢာလေးတွေကကိုယ့်အတွက်ကိုတန်ဖိုးဖြတ်မရတယ်ပေါ့နော်တန်ဖိုးကြီးမားတဲ့အရာလေးတွေဖော်ပြလို့မရပေမဲ့လေပေါ့နော်စာကြောင်းလေးတစ်ကြောင်းကကိုယ့်ရဲ့စိတ်ကိုပြန်လဲဝေးဖွာလာခြင်းနဲ့စိတ်ပြန်လဲအသစ်တစ်ဖန်ပေါ့နော်ပြန်လဲယုံထခြင်းလာတဲ့အခြေအနေမျိုးတွေရှိခဲ့တာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအရာလေးတွေကိုပြန်ပြီး sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဆုံးထိကြည့်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ် sharing လုပ်ပေးတဲ့စကားလုံးတွေမှာသူတွေရဲ့အတွေးတွေလည်းကိုယ့်ရဲ့ကိုယ်ပိုင်အတွေးပေါ့နော်မှားတချို့မှားတဲ့အချက်တွေလည်းရှိကောင်းရှိနိုင်မယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတွေပိုင်းလည်းခွင့်လွှတ်ပေးဖို့မြတ်တမ်းခံပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်